ကြောင်ကြီးကိုအားလုံးပဲမင်္ဂလာပါချယ်ဆီတင်းရဗျာတို့လိုအပ်နေတဲ့ဘဲတောင်းမှန်နေရအတွက်ခုချိန်မှာဆိုရင်တော့ဖြည့်ဖို့အတွက်အစွမ်းကုန်စ조사နေပါပြီပထမတော့ခမရောက်ဒီအတိုင်းပဲကျွန်တော်တို့ဗျာမာလစ်ဖိုဗာနာကိုချယ်ဆီတင်းရခုချိန်မှာဆိုရင်စိတ်ဝင်စားနေပြီနောက်ထပ်တယောက်အနေနဲ့ကတော့ချယ်ဆီတင်းရရောကြပါခုချိန်မှာဆိုရင်အစလွန်ပင်လာတင်းရဒီကစားသမားကြောင်းရှားဖို့ဆန္ဒမရှိပေမဲ့ပြီးတဲ့ຢာဒီမှာဗျာပြိုင်ပွဲဆောင်30အထိကြီးဗျာပေါ်ထွက်ခွင့်ရထားတဲ့ကစားသမားကိုမယောင်းရှင်ပေမဲ့ဗျာ PSR ဒူစီမင်းနေတဲ့အတွက်ဗီလာဟာရောင်းဝင်ရောင်းမဲ့ရှင်နေအတွက်ကြောင့်ဒီကားသမားကိုလက်လွတ်ဖို့ရှိပါတယ်ချယ်ဆီကလည်းခုချိန်မှာဆိုရင်ရောဂျာကိုစိတ်ဝင်စားနေတယ်ဗျာအတက်ကလည်း22ဆိုတော့ချယ်ဆီကခုချိန်မှာဆိုရင်တော့ဒီကားသမားလေးကိုသဘောကျနေပြီလေဖြစ်ပါတယ်နောက်ထပ်အနေနဲ့တော့ကျွန်တော်ဟိုးရင်ကလေးကစိတ်ဝင်စားတဲ့ချယ်ဆီကဗျာဂျာကိုပထိုပါဒီဟိုပါFriday နေ့ရက်စားသမားပါဒီစားသမားအခုချိန်မှာဆိုရင်တော့နည်းနည်းမှိမ့်မိန်နေပေမဲ့ဒီဥက10အတင်းကပြန်လဲစိတ်ဝင်စားတဲ့အတွက်ချယ်ဆီကခုချိန်မှာဆိုရင်ဂျာကိုပထိုလည်းနည်းနည်းလေးသဘောကျနေပါပြီကျွန်တော်ဗျာချယ်ဆီကျွန်တော်အခုဘဲတောင်းမှန်နေရအတွက်ကျွန်တော်နည်းနည်းလေးပြောချင်တယ်ဗျချယ်ဆီကူလိုချင်နေတဲ့ကစားသမားဗျာဘဲတောင်းမှန်ရမယ်ညာတောင်းမှန်တာမရရင်တော့မှဗျာသူကဘဲညာဗျာအတက်ကွင်းမစ်ဖီရတဲ့ကစားသမားကိုလိုချင်တယ်ဗျာဘာလို့လဲဆိုတော့ကျွန်တော်အခုလိုက်နေတဲ့ကစားသမားကြည့်ဗျာမာလစ်ဖိုဗာနာဆိုကျွန်တော်ဘဲရတယ်ဘဲတောင်မှန်ရတယ်ဗျာအတက်ကွင်းမစ်ဖီရတယ်သူ့ရဲ့ဗျာဒီဖော်မှုလို့ဘာလို့လဲမှာညာတောင်မှန်မရဘူးဆိုပေမဲ့တကယ်တော့မာလစ်ဖိုဗာနာညာတောင်မှန်ထိရတဲ့ကစားသမားဖြစ်တယ်မာလစ်ဖိုဗာနာကူတက်ဗျာကူတက်ဆိုလို့ရှိရင်ဘဲညာရတယ်အတက်ကွင်းမစ်ဖီရစထရိုက်ကအားလုံးကိုအဆင်ပြေကစားသမားဖြစ်တယ်